မိမချောလေးတွေအိမ်တွင်ကုန်လို့ကာလာသားတွေလည်းကောင်းညင်ဆိုင်အကြံပိုင်ပိုင်သူနိုင်ကိုနိုင်ပိုးကြတာလည်းပြိုင်မြမိမလာကလေးတွေအိမ်တွင်ပုံလို့ကာလာသားတွေလည်းကောင်းညင်ဆိုင်အကြံပိုင်ပိုင်သူနိုင်ကိုနိုင်ပိုးကြတာလည်းပြိုင်ဘသူကိုချင်မလဲရင်နဲ့တဲ့ဝေဝဲမရပါနိုင်လာသာဒုတ်ချစ်ထရံဝါတန်စုချစ်ယူလေးတွေမြူသည့်တိုင်မရွှေချောတို့ချစ်ပွင့်ကိုင်မနာရင်ကိုဆွဲခိုင်ရင်ခိုင်ချစ်ဒီကပွင့်ပြလိုက်မယ်ပိုင်မိမလာကလေးတွေအိမ်တွင်ပုံလို့ကာလာသားတွေလည်းကောင်းညင်ဆိုင်အကြံပိုင်ပိုင်သူနိုင်ကိုနိုင်ပိုးကြတာလည်းပြိုင်မိမချောလေးတွေအိမ်တွင်ပုံလို့ကာလာသားတွေလည်းကောင်းညင်ဆိုင်အကြံပိုင်ပိုင်သူနိုင်ကိုနိုင်ပိုးကြတာလည်းပြိုင်ဘသူကိုချင်မလဲရင်နဲ့တဲ့ဝေဝဲမရပါနိုင်လာသာဒုတ်ချစ်ထရံဝါတန်စုချစ်ယူလေးတွေမြူသည့်တိုင်မရွှေချောတို့ချစ်ပွင့်ကိုင်မနာရဲ့ကိုဆွဲခိုင်ရင်ခိုင်ချစ်ဒီကဖွင့်ပြလိုက်မယ်ပိုင်အနိုင်မခံရှုံးမပေးမောင်သေးတယ်ငါကယူနာလိုက်လိုက်အိပ်ပြီလားကွယ်ပြရမူရသူစားကေခိုင်ချစ်ပြတနာတွေကိုတချင်းလေးတွေရေးကွယ်ပါလို့သူတိအောင်တေးတန်ကိုင်းမောင်တေးတန်ကြားလိုက်ယုံနဲ့မြစ်တာအိမ်ကဖွင့်ဟာလာကအပြေးပေးပါပေါ်ပိုင်အပြောချိုတဲ့ပြိုလျောလေးတွေအိမ်တွင်ပုံမနေနိုင်မြစ်တာအိမ်ကဖွင့်ဟာလာကအပြေးပေးပါပေါ်ပိုင်အပြောချိုတဲ့ပြိုလျောလေးတွေအိမ်တွင်ပုံမနေနိုင်မောင်ကိုကြည့်ကငင်းငင်းငိုင်အချီရေးမှာတော့လေကျွန်တော်ကပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်မြစ်တာအိမ်ကဖွင့်ဟာလာကဖြေပေးပါပေါ်ပိုင်အပြောချိုတဲ့ပြိုလျောလေးတွေအိမ်တွင်ပုံမနေနိုင်မောင်ကိုကြည့်ကငင်းငင်းငိုင်အချီရေးမှာတော့လေကျွန်တော်ကပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်မြစ်တာချစ်စစ်ပွဲမှာအောင်မန်းစွခဲ့သူကကိုပဲမောင်ပိုင်နိုင်သူပြုံးလို့ရှုံးသူမိုင်းမြစ်တာချစ်စစ်ပွဲမှာအောင်မန်းစွခဲ့သူကကိုပဲမောင်ပိုင်နိုင်သူပြုံးလို့ရှုံးသူမိုင်းချစ်တကွန်ဆိုင်တရပူဆောင်ကကျင်ညာမောင်ခအချစ်စုလက်တွေရခဲ့ပေါ်ပိုင်ကိုရင်မပီတိလိုက်ပြောမဆုံးမောမဆုံးချစ်ပြုံးနှင်းစီကိုင်ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်ဆင်းရဲနဲ့ငါလိုက်အပြောချိုတဲ့ပြိုကျော်လေးတွေမောင်အနာလာဝိုင်းထိုင်ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်ဆင်းရဲနဲ့ငါလိုက်အပြောချိုတဲ့ပြိုကျော်လေးတွေမောင်အနာလာဝိုင်းထိုင်အလိမ္မာအိမ်ပါဖို့ရင်တွေ့ပြီးတော့အသေးဘဝင်တိုင်းပြောတယ်ကိုဘသူမှမနိုင်ချစ်စစ်ပွဲမှာအောင်မန်းစွခဲ့သူကကိုပဲမောင်ပိုင်နိုင်သူပြုံးလို့ရှုံးသူမိုင်းမြစ်တာချစ်စစ်ပွဲမှာအောင်မန်းစွခဲ့သူကကိုပဲမောင်ပိုင်နိုင်သူပြုံးလို့ရှုံးသူမိုင်းအချစ်တကွန်ဆိုင်တရပူဆောင်ကကျင်ညာမောင်ခအချစ်စုလက်တွေရခဲ့ပေါ်ပိုင်
ကိုရင်မာပြီးတိလိုက်ပြောမဆုံးမောမဆုံးချစ်ပြုံးနေစီကိုင်းပြိုတိုင်းကြိုက်တဲ့နေစီကိုင်းစင်းရနငါလိုက်အပြောချိုးတဲ့ပြိုကျော်လေးတွေမောင်နာလာဝိုင်းထိုင်ပြိုတိုင်းကြိုက်တဲ့နေစီကိုင်းစင်းရနငါလိုက်အပြောချိုးတဲ့ပြိုကျော်လေးတွေမောင်နာလာဝိုင်းထိုင်အလိမ္မာအိမ်ပါဖို့အရေးတွေ့ပြီးတော့လဲဖို့တိုင်းပြောတယ်ကိုဘယ်သူမှမနိုင်မြစ်တာချီနောင်သစ္စာရောင်လွှမ်းအလှပန်းဖြင့်ပြန်တင်လှထူမောင်းဖြစ်ဘူးရဲ့တင့်မြူးတင့်စွာအလှသွေးမှုရင်နွေးချီမြချစ်ရပါတယ်လို့မောင်ပြောလိုက်တော့မယ်နော်ရွှေလန်းဝေလန်းသစ္စာလန်းနဲ့မြစ်တာဆိုတဲ့လမ်းဝဲဘယ်လမ်းစီမမောင်းချစ်သူလာမယ်ရွှေရောင်ဝေရောင်မြတ်ရောင်စိန်ရောင်သစ္စာရောင်ဝေကြမှာမြစ်တာရောင်လဲလေးလို့နေပါတယ်ရွှေမိုးငွေမိုးသစ္စာမိုးနဲ့မြစ်တာမိုးတွေရွာရင်တကယ်ဘယ်မိုးအောင်မှမင်းကိုရှာမလဲကွယ်ဟောင်းရဲ့မျက်နှာမှုတွေ့တာမှုကိုမှမလေးစားတော့ဘူးလားရဲ့လို့မေးရတော့အောင်ရွှေရောင်ငွေရောင်စိန်ရောင်တင့်ဆန်းတဲ့မြစ်တာစခန်းတွယ်ဆင်းနေမှာမင်းကဝင့်ထဲနေခြင်းနဲ့ဆိုရင်တော့သစ္စာမိုးမြစ်တာမိုးရွှေမိုးငွေမိုးတွေမင်းအတွက်ရွာထားပေးပါမယ်ချစ်ရဲ့ကဲဘယ်မိုးအောက်ကလာမှလဲရွှေလက်နဲ့ခေါ်ရမှာလားငွေလက်နဲ့ခေါ်ရမှာလားချစ်ရဲ့ရွှေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်ငွေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်ရွှေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်ငွေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်မမီတဲ့ပန်းကိုသာတကယ်တုံ့ခွေရတဲ့ဖြစ်မျိုးနဲ့ရွှေလန်းလက်နဲ့သမီးရဲ့ဘဝပေါ်မှာဖြစ်မမထင်ဘူးကွယ်မြစ်တာလက်နဲ့ခေါ်ရမယ်ဒီမောင်ဘဝပါလေတကယ်တော့ခွေရတဲ့ဖြစ်မျိုးနဲ့ရွှေရန်လက်နဲ့သမီးရဲ့ဘဝပေါ်ပေါ်ဖြစ်မယ်မထင်ဘူးကွယ်မြစ်တာလက်နဲ့ခေါ်ရမယ်သူမောင်ဘဝပါမေကျင်ခဲ့သူပြဘူးဆင်ရရွှေနှမစံရင်လူရဲ့စိတ်ရလို့စိတ်မိချင်းနဲ့စိတ်ကနွယ်စင်မြန်အရွှေလန်းနိုင်ချစ်သူရွှေဘဝင်မရွှေလန်းနိုင်ချစ်ရသူရွှေဘဝင်တမရခင်မြင်လေစမ်းပါကွယ်လေလာကိုနေနဲ့ပေါင်းသလိုမြကိုရွှေနဲ့ဆောင်းမှုမှာအကြောင်းတင်လို့ဂုံရှိတာမျိုးလိုလားနေပြီရဲ့မြစ်တာကိုသစ္စာပေါင်းချစ်လာသူတယောက်ကိုဖြစ်လှဆုံးမဲ့ခဏကိုဖက်လို့စိတ်လေးပြီလားတာတဲ့လေရွှေမဆန်းရွှေပင်မနာရွှေချစ်လို့မထင်နေသမျှမောင်ဘဝနဲ့ဒီမင်းမချင်နဲ့မရှင်သာလို့တွေးရန်ခက်ပွဲခဏကုန်ကြောင်လဲဝေး
ခြင်းနဲ့ကျင်းသူရဲ့နေနဲ့လားရွှေနဲ့မြပေါင်းမှတင့်နေတဲ့အကြောင်းကိုပြောထန်ကြားဥပါလေမောင်ကလည်းမေတ္တာကိုသစ္စာနဲ့ပေါင်းမှအကြောင်းသိမယ်လို့ထင်မိခဲ့တယ်ဒါပေမဲ့လေစိတ်နှမလက်သက်ထားကရွှေပင်မှာရွှေကြေးလိုနားကျင်နေတော့ခက်သားလားမရှင်သာတဲ့ဘဝအခြေတစ်ခုနဲ့မေတ္တာသမားကိုဝေဝေမှမထားပါနဲ့လို့မှားခြင်းမာရဲ့ချစ်ရဲ့ရွှေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်ငွေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်ရွှေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်ငွေလက်နဲ့ခေါ်ရမှာလားမောင်ချစ်သူရဲ့ကွယ်အမိရဲ့ပန်းမှုသာတကယ်တော့ခုရတဲ့ဖြစ်မျိုးနဲ့ရွှေလန်းလန်းနဲ့သမီးရဲ့ဘဝမောမောဖြစ်မယ်မထင်ဘူးကွယ်မြစ်တာလက်နဲ့ခေါ်ရမယ်လူမောင်ဘဝပါမေလက်ပင်မြင့်မှန်ကြီးကိုတက်ခါခောက်ချီလေးကိုဆောင်းရဲ့လက်ပွေအိတ်ကလေးလည်းပါတယ်စိတ်မဆိုးနဲ့ကွယ်ကိုမေးလိုက်မယ်မောင်ကိုစည်းတယ်ဘယ်ကိုသွားမလဲကွယ်လက်ပင်မြင့်မှန်ကြီးကိုတက်ခါခောက်ချီလေးကိုဆောင်းရဲ့လက်ပွေအိတ်ကလေးလည်းပါတယ်စိတ်မဆိုးနဲ့ကွယ်ကျွန်တော်မေးတော့မယ်နော်မောင်ကိုစည်းတယ်ဘယ်ကိုသွားမလဲကွယ်ပြောလိုက်ပါဘာလဲရှင်စကားပြောတာကြည့်ပြောနော်ဘာဖြစ်လို့လဲဗျာအောင်နေလို့ကောင်းအောင်မေးတယ်ဟင်လူကိုများမှောင်ကိုသေးတယ်လေးပါလိမ့်မယ်ဩဒါတော့ဗျာမသိလို့မင်းမိတာပါစိတ်ဆိုးသွားလိုက်ဟင်ဆိုးတာပေါ့ရှင်ဆိုးတာပေါ့ရှင်ဘယ်လိုလူလဲဟင်ရိုင်းလာရလားမသိလို့မေးတာပါကွယ်အမြင်မတော်တာကအများငါလာတယ်ဆိုးသားလားယောက်ျားတွေအဝတ်အစားတောင်းမကြောင်လုံကြီးဝတ်တဲ့မတ်ချောတို့ဖြစ်မယ်ပုဂ္ဂိုလ်လည်းကိုပြန်ကြည့်ပါဦးဗျာအဲ့ဒါပါဖြစ်မသိလို့မေးတာပါကွယ်အမြင်မတော်တာကအများလာတယ်ယောက်ျားတွေအဝတ်အစားတောင်းမကြောင်လုံကြီးဝတ်တဲ့ဟောဒီကမမချောတို့ဖြစ်မယ်ဒါဖြစ်ရှင်တို့ယောက်ျားတွေမိန်းမထမင်းကိုအင်ကြီးချုပ်ဝတ်ထားတာလေပြောမှာပေါ့ဘလို့ဗျာအဲ့ဒီလူစားထဲမှာကျုပ်မပါပါဘူးဗျာဟုတ်ရှုံကရိုက်စင်နေလို့အိုးမလို့အောင်ခွင့်ရတာဒေါသရဗျာအမတည်းရတယ်ဒီမှာလေပြောလက်စနဲ့ဆက်ပြောရရင်ပေါင်းဖို့စရာမမြင်မောင်ခိုခကြီးတယ်ခင်ဗျာကောင်းပါလေကောင်းပါသဖြင့်တောင်းဖို့ကြီးတဲ့ပွဲလက်ပွားအင်းကြီးဝိထာများကိုပွဲတဲ့ကလေဝင်ကြီးမလားကွယ်ပြောလက်စနဲ့ဆက်ပြောရရင်ပေါင်းဖို့စရာမမြင်မောင်ခိုခကြီးတယ်ကောင်းပါသဖြင့်တောင်းဖို့ကြီးတဲ့ပွဲလက်ပွားအင်းကြီးဝိထာများပွဲတဲ့ကလေဝင်ကြီးမလားကွယ်ရှင်ဟာလေးတော်သားပြီးတဲခနိုင်ကြပါလားဟောတာကခေါင်းလောင်းအင်ကြီးရှင့်သိလားဟောဒီခေါင်းတော်ကတော့ဒီဟိုက်တုံးလို့ခေါ်တယ်မှတ်တာသိရလားပြောတတ်ပါဘူးဗျာကျုပ်ကတေးဥမပေါင်းမီကိုအင်ဂျင်နီယာချုပ်ဝတ်တာသားလို့ပါကျန်ရှင်တော့ရှင်ခုခင်မင်းကလေးအကြောင်းများရဲ့စကပုံအဟောင်းတောင်ကြောင်းလိုက်ခြင်းပဲပေါ်ဒီလက်နှလုံးပခုံးလက်နဲ့ပြည့်ွယ်အခုခင်မင်းကလေးအကြောင်းများရဲ့စကပုံအဟောင်းတောင်ကြောင်းလိုက်ခြင်းပဲဗျာပေါ်ဒီလက်နှလုံးပခုံးလက်နဲ့ပြည့်ွယ်လူရကားတွေချင်းကြီးလောက်ဘရင်သမီးတော်တယောက်ပမာနဲ့စိတ်ကတော့ဝဒရင်ပဲလကဘာတော်ဆိုးဝဲရွှေလင်မနဲ့ချင်းစေသလိုလိုသူ့ကိုသူမုန်းချေလူမင်္ဂလာပွဲတိုင်းမှာကွယ်သူနဲ့တွေ့ပြန်တယ်ကျင်းထဲမှာမြို့သိချသမျှမင်းလိုက်တော့ရင်ဒေါကလေးပွားတတ်တယ်လူတကာတွေထင်ကြီးလောက်အောင်ဘရင်သမီးတော်တယောက်ပမာနဲ့စိတ်ကတော့ဝရဉံပဲလကဘာတောင်ဆိုးဝဲ
သူကိုသူမုန်းချေသူမင်္ဂလာပွဲတိုင်းမှာကွယ်သူနဲ့တွေ့ပြန်လေဒီထဲမှာမျိုးသိချသမျှကျွန်တော်ကမေးလိုက်ရင်လေဒေါကလေးပွားလူရဲ့ဒီမှာမရွှေလျှော့ဘာလဲရှင်ခင်ဗျားကိုအခုပြောကြည့်ရတာဘာဖြစ်လဲဘာလဲမောင်ခိုသေးတယ်လို့ပြောလို့လားဟမ်အိုးမောင်ခိုသေးတယ်ကိုကျုပ်တို့တော့ထင်မကြည့်ပါဘူးဗျာရှင်တော့ရှင်လူကိုမောင်ခိုသေးတယ်နဲ့မထိုင်းပါနဲ့ဒါပဲဟုတ်ပါတယ်ကျုပ်ကလည်းမနှမ်းကျင်ပါဘူးဗျာဒါကြောင့်ပြောရတာပေါ့ကဲဘာပြောမှလဲစူးစမ်းပါဦးပြောရတယ်မပြောနဲ့နော်ကဲနားထောင်မိမလားကြောင်းတွေစာဖွဲ့ရတယ်မြက်ခုံးမြက်ဖန်နာရံမကြံကွယ်လေးတိုင်းတရံနှခမ်းလဲပါတယ်အဲ့ဒါဘာဖြစ်လဲပြောပြရင်လောကတွင်အောချရာကရေပင်လေဒီမှာမင်းကလေးရှင်အလှပဆိုတာဘာလဲဟင်အလှပဆိုတာဘာလဲကဲဒီလောက်သိချင်းကျမကိုကြည်စမ်းကဲဘလောက်လှဟုတ်သေးပါဘူးဗျာကျုပ်ပြောပြမယ်အလှပအကြောင်းကဲဆိုသားမအောင်လေရှင်နားထောင်ပကသနာတွေမပါတဲ့ဟောရွှေမုံကျဲတာတွေမပါတဲ့တကယ်လာကိုမြင်ကြည်စမ်းမှာကွယ်တောင်ရလဲလုံးဓမ္မခုတ်ဘဝကွယ်ရိုးနဲ့ရင်ချောတဲ့လှတယ်မိကပေါင်နာမလိုပါဘူးကွယ်ခရီးကြီးနဲ့ခရစ်ချမေရဲ့တောင်းမြင်ဖဏစီခောက်ပြေးဆောင်မှာဘုံရှိတယ်ဆိုရင်ကွယ်ရိုးရစရိတ်နဲ့ဆန့်ကျင်ပြီလားနာပါအောင်မလားအကြည့်တန်အယုတ်ဆိုလိမ့်မယ်တကယ်လားဆိုတာရင်ထဲမှာစိတ်လှမှချေမယ်မောင်ကြီးရှင်နေမင်းရဲ့ကရင်မှာတစ်သီးပေါ်တဲ့ဥယျာဉ်တော်ရှိတယ်ဆိုရင်ဘယ်သူကယုံမမလဲလို့အဲ့ဒီလိုပဲမောင်ရင်ထဲမှာမေတ္တာနဲ့သစ္စာဆိုတဲ့အသည့်တွေရှိတယ်ဆိုရင်ကိုကျမယုံရမှာလားယင်ပြောမပြရင်ဘူးချူတလဲမောင်မောနေပါမယ်ကိုရင်ဝဲခိုးတွေ့သစ္စာရဲ့မေတ္တာများနဲ့ကြမ်းကြင်လို့ဆိုခြင်းပါတယ်ချစ်တယ်ဆိုတာမောင်အသေးကပြစ်ခွာမသွားနဲ့ချစ်ဦးအစင်တို့တွေးမိပါရဲ့တွေးမိပါရဲ့အမြဲချဝခြင်းကွယ်မောင်လေးအသေးမှခင်တွေ့ရွက်ကြွေမလေးရဲ့လေးဝဲမဝဲရစေနဲ့အသေးကအဆုတောင်းမိပါတယ်ပါမယ်ကိုရင်ဝဲခိုးတွေ့သစ္စာရဲ့မေတ္တာများနဲ့ရကြကြိမ်လို့ဆိုခြင်းပါတယ်ချစ်တယ်ဆိုတာမောင်အသေးသားကပြစ်ခွာမသွားနဲ့ချစ်ဦးအစင်တို့တွေးမိပါရဲ့တွေးမိပါရဲ့အမြဲချဝခြင်းကွယ်မောင်လေးအသေးမှခင်တွေ့ရွက်ကြွေမလေးရဲ့လေးဝဲမဝဲရစေနဲ့အသေးကဆုတောင်းမိပါတယ်ရေပွေလေးနဲ့တူရှက်တိုက်လျှောပြေရ
ရွက်တွေကလေးလို့မောင်ကိုပြစ်သွားတဲ့သူရဲ့လွင်လို့ရလွင်နေလိမ့်မယ်ခြင်းနဲ့လွင်နေလိမ့်မယ်ခြင်းနဲ့တော်ကြီးတစ်ခွေတောင်းနေပါစံဆမ်းမမြတွေ့အလားတွေစုရင်မောင်းမှုရဲ့ဖုခါတလီအဝေးစီတို့ပြေကလမ်းလေမောက်ချစ်ပန်းလီလမ်းလာရွှင်တွေမမြင်လာချစ်တဲ့လေကိုရင်ဝင်နှမ်းမြစ်တာပန်းလာမျိုးရဝီရဲ့လို့တင်ပြပြောဆိုခြင်းမဲ့အခုတော့အချစ်ကဝေးမှာပါမောင်ကိုစွန့်ခွာသွားတဲ့ရလတ်ကိုမင်းမြင်တတ်မယ်ဆိုရင်အကျဉ်းသားကြီးတဲ့မောင်ကလေမင်းပေါ်မှာအမြဲတမ်းတွန့်လွန်နေရအောင်မှာပေါ့ကွယ်နော်ချစ်ချစ်သူမောင်ရဲ့ရှောင်းတွေ့မိမှာသစ္စာပြည့်တဲ့ရင်ချစ်ကိုလုံးခိုက်ပြုံခွင်လို့ချစ်လို့တစ်ခေါင်ကိုကွယ်မောင်မလေးနဲ့နိုးရှိရဲ့ကြောင်းမစကားဆိုကြရပါတယ်ဒီတော့လေရင်ဝဲကြည်ညက်ဖြည့်ရပြန်မယ်မပြောရင်မူကွယ်မောင်လေးမောင်းနေမယ်အချစ်ဟဲသစ္စာမမြတ်လို့တဲ့ဘယ်လူမိုက်မျိုးကမောင်ချစ်တဲ့ကိုအလွမ်းမျိုးစေပြိုးလေးမသိနိုင်နဲ့အပြန်တရားတကယ်မပြည့်တန်တရားဆဲတဲ့ရွက်တွေမှမော်သေးကိုကွယ်ပြစ်ပေမရတဲ့ချစ်နေရမှာပါပဲတကယ်ဝေမြေတာမလွမ်းဝင်ကိုဖြေကမိုးနှောင်းကွယ်ဆောင်းလာလေ၍မတိမမြဲတွေသို့ဝဲသံဃောပါတွင်မြေမကျဲအိမ်သူတစ်နေရုပ်ဟံမြင်လိုပြန်သေးပြီမဲ့မတတ်သာဝေးမှာဆက်ပြေမလဲမျောသည်ရက်တွေရှိကြသနာပွဲဒီသွဲကြောမှာမြို့အိမ်သူပန်းစီဝဲကသံဃောမြေမဖွေးအတွေ့ဝဲဘူးလားယေရှုကချင်းငယ်ကိုအယောင်နှင်းအဖို့ပါမရောက်သားလို့ဟာမေယာမရောက်သားလို့ဟာမေယာရပါထက်လွမ်းမောင်းငယ်လွမ်းကိုလွမ်းတဲ့အခါကရွှေကြနေမှထိသည်ကိုမေး၍မခင်မကျင်ပါစို့တိုးတိုးလေးနဲ့ကျင်းနေကြဘူးမှာသက်နှံပြူမြေကျင်းချစ်ပျော်ပဲဆင်ရွှေကထံဓမ္မရွှေကြည်တွေ့ဝဲလွတ်လို့သာမိုးဝဲလေးကျွင်းနင်းလဲပြန်စားဟေမှန်ပြီးခါမလုံးရှိကျွမ်းအိမ်ကိုနဲ့ချမ်းသာဆိုတာဆောင်းမျိုးဆယ်တောင်ချမ်းမြေမဲ့အတွေ့ဝဲမထိန်ပါပြင်းငယ်အလိမ့်မှာမောင်တို့စစ်မြေဝေးမှာမောင်တို့စစ်မြေဝေးမှာအတူလာ၍ချမ်းနေပါ
ခေါင်းလာလေမတီမမြဲတွေလို့ဝဲခံတော်ပါတွင်မြင်မကျဲအိမ်လူတစ်နေရုပ်ဟန်မြင်လို့ရသေးပြီမဲ့မတတ်တာဝေးမှာဆက်ဖြစ်မလဲမျောသည်ရဲ့တွင်ရှိကြတနာဝဲဒီသွဲကြောမှာမျိုးအိမ်လူပန်းစင်ဝဲကထန်ဟောမြင်မပွေးအတွေ့ဝဲကူလာယေရှုကကျင်းငယ်ကိုအယောင်နှင်းအဖို့မှာမရောက်တာလို့ပါမေယမရောက်တာလို့ပါမေယရပါထက်လွမ်းမောင်ငယ်ကျွမ်းကိုလွမ်းတဲ့အခါကရွှေချာနေမှကြည့်သည်သို့မေး၍မခင်မကျင်မဆိုးတိုးတိုးလေးနဲ့ကျင်းနေကြဖို့မှာသက်နှံပြူမြင့်ကျင်းချစ်ပျော်ပဲဆင်ရွှေခဲ့ထံဓမ္မရွှေကြီးတွေဝဲလွတ်သာမိုးဝဲလီကျွင်းနင်းလက်ပြန်သာဟေမန်လီခါမလုံရှိကျွမ်းအိမ်လူကိုနဲ့ချမ်းမဆိုတာဆောင်းမျိုးဆယ်တော့ချမ်းမေးပေမဲ့အတွေ့ဝဲမထိန်မှနေခဲ့လိမ့်မှာမောင်လို့စစ်မြေဝေးမှာမောင်လို့စစ်မြေဝေးမှာအတူလာ၍ချမ်းမို့မှာမပီမတမတန်တရုတ်တင်ပြစရာပကြီးဆရာဇလံတပုတ်ပင်အလှကဗျာပန်းမျိုးပေါင်းစုံပွင့်ကူကြအလှဥယင်အခုပင်လူရှာလူစားရုပ်သွင်းဆင်းလာမှုချူသူနေယူရပြောရသူကဘာမှာသူလိုပင်ကုသိုလ်ထူးသူရှိမှုမခါစိတ်မှဆွဲပြောမြေပြောကားအိုးပဲအကြည့်ဆရာကြည်သာချမ်းမြေနှလုံးတွေ့ချင်နာမာလူစားရုပ်သွင်းဆင်းရဲလာမှုချူသူနဲ့ညူရပြောရသူကဘာမှာသူလိုပင်ကုသိုလ်ထူးသူရှိဘူးမခါစိတ်မှဆွဲပြောမြေပြောကားအိုးပဲပကြီးဆရာကြည်သာချမ်းမြေနှလုံးသွင်းတွေ့ချင်နာမာချစ်ကိုကိုဝဲရင်ဝဲသိမ့်စီအချစ်ကြီးချစ်တဲ့ပကြီးဆရာချစ်သူမျက်နှာလာဝပုံနိုင်မွေးတဲ့ပန်းအေးတဲ့ဆံပမာတင်လာကချစ်သူဝေးမဲ့ပန်းလာလာမြင်ပန်းမြင်တတ်တဲ့ချစ်သူကခွဲကွာအသေးနာနာရင်မနဲ့ချစ်ရဝဲမကြုံရှာပမာနိုင်ဆန်းပြရသူမှာစံရည်လဲမအေးပန်းတွေလဲမမွေးကျက်တင်ပြလာဝါဒီပင်တိမ်ဆိုင်တင်ရဲ့ဖုံးအုပ်လေးသည်ပမာချစ်သူမျက်နှာမြဲမြင်လို့တွေ့လို့မဲ့ခုခါခွဲခွာဩသူမသေးနာတ
တိပညာမနေတာစီအလားချစ်သူရုပ်တွင်အလှဆင်ကရေရှာပကြီးကားလေးတစ်ချက်သူစိတ်နဲ့မဟတ်နိုင်လေသည်သာချစ်သူမျက်နှာကိုအမြဲမြင်လို့တွေ့လိုပါတယ်ဆိုတဲ့ပကြီးဆရာဟာချစ်သူပြစ်ခွာပြေးပြီးတဲ့နောက်သူတတ်တဲ့ပကြီးပညာနဲ့ချစ်သူရုပ်လွှာကိုလှရကြိုးစားပြီးရေးရှာပါတယ်။ဟောဒါပေမဲ့လည်းရုပ်လွှာရဲ့တနေရာမှာတော့သူစိတ်ကြိုက်မရှိခဲ့ဘူးလေ။အဲ့ဒီခါကြာကြတော့ချစ်သူရုပ်လွှာကိုပြန်လဲဆန်းစစ်ကြည့်မိပြန်မယ်ဆိုပါတော့။ချစ်သူမျက်နှာမြင်လို့တွေ့လို့ပဲမဲ့ခုခါခွဲခွာတော့သူမသေးနာတတိပညာမနေတာစီအလားချစ်သူရုပ်တွင်အလှဆင်ကရေရှာပကြီးကားလေးတစ်ချက်တော့သူစိတ်နဲ့မဟတ်နိုင်လေသည်သာမျက်လုံးအစုံမျက်ခုံးအစုံနာရန်သွေးအလားတူစွာတူသည်သာနှခမ်းလွာကြပြန်တော့အသေးလူအသက်လူချစ်တဲ့မောင်ရင်နှခမ်းမကစကားဆိုတယ်လို့မပြောနဲ့နော်အသေးရဲ့နှခမ်းလွာကိုလေနှင်းစီအောင်ပြေးတဲ့နှခမ်းလေးလို့လူတကာကတင်စားတယ်လို့အတင်စားမခံနိုင်ဘူးရှင်ရဲ့သိရလားအသေးရဲ့နှခမ်းကမောင်အသေးသားရဲ့အသွေးလူပါမောင်ရဲ့နော်မောင်နော်ဒီခါပကြီးဆရာချစ်သူစကားပြန်ကြမိတော့သူ့မှာမချီပါနှခမ်းလွာကိုသေချာကြည့်မတူတဲ့အကြောင်းမှာသူ့အသေးလွာအသွေးနဲ့ခြေရာရင်မှတူမဲ့ထင်ရှားသူ့အသေးကိုဟောက်သွေးပေါကိုယူစုပ်တန်နဲ့ခြေရည်နှခမ်းလွာလေးလှလိုက်တာတဲ့အော်သူ့တော်သူ့မှာအသက်ဆုံးမိုက်လုံးကြီးတဲ့ပကြီးဆရာမပီမတတ်ဇလံမတန်းပြူရာပါရှင်သူနိုင်ပြရမမြင်နဲ့မြင်သူတိုင်းကလှတယ်လို့ပဲပြောကြပြီမဲ့ကွယ်ရှုမွားတဲ့သူလာရင်တော်လေးဝဝင်သူနဲ့လဲမနိုင်ရင်ဘူးကွယ်သူရဲ့လှတာတောင်မှသူ့လောက်လာမယ်မထင်နဲ့မြစ်တာပြနိုင်မလားကွယ်ချစ်တာကိုငကိုကြားပြောခြင်းနဲ့ရှင်သူနိုင်ပြစရာမမြင်နဲ့မြင်သူတိုင်းကလှတယ်လို့ပဲပြောကြပြီမဲ့ကွယ်ရှုမွားတဲ့သူလာရင်တော်လေးဝဝင်သူနဲ့လဲမနိုင်ရင်ဘူးကွယ်သူရဲ့လှတာတောင်မှသူ့လောက်လှမယ်မထင်နဲ့မြစ်တာမြနိုင်မလားကွယ်ချစ်တာကိုငကိုကြားပြောခြင်းနဲ့ရီးစားလာလာမောင်မရှိတာတငယ်ချင်းတွေလည်းမသိရဘူးတကယ်မောင်ရင်လည်းသူသိချပါမယ်ရှက်တာကြောက်တတ်သူရဲ့မင်းချစ်တာကိုသိထားပါတယ်မင်းကိုချစ်တယ်မိမချောရဲ့အင်္ဂုလာပြောမယ်အိန္ဒိယကြီးတကွဲသားနဲ့အသေးရအောင်မလုံးနဲ့ကွယ်ချစ်ရသူဝေးလေမင်းကိုချစ်တယ်မိမချောရဲ့အင်္ဂုလာပြောမယ်အိန္ဒိယကြီးတကွဲသားနဲ့အသေးရအောင်မလုံးနဲ့ကွယ်ချစ်ရသူဝေးလေဒီတနွေပြီးလာခေါ်ပါမယ်အိမ်လေးကြီးတစ်ပတ်လျှော့ထားပါကွယ်အော်မင်းကိုချစ်တယ်မိမချောရဲ့အင်္ဂုလာပြောမယ်
ကိုချစ်တဲ့မိမချောရဲ့အိမ်ကိုလာပြောမယ်အိမ်လေးကြီးတစ်ခွဲလာနဲ့အသက်ရအောင်မလုံနဲ့ကွယ်ချစ်ရသူဝေးလေဒီတနွေပြီးလာခေါ်ပါမယ်အိမ်လေးကြီးတစ်ပတ်လျှော့ထားပါဝေးအိန္ဒိယကြီးတကွဲလာနဲ့နည်းနည်းများလျှော့ပါအောင်ကွယ်အချိန်တွေရွေးပြီးသွားလို့ချစ်သက်ထားနဲ့ဝေးရမယ်လေကွယ်အလှကိုမှန်တင်းရင်ဖြင့်တကယ်ဘဝချင်းချာမှာကိုဆိုတယ်ချစ်ရကြက်ရသူရဲ့လာမင်းသားတို့ဘိုင်းနေရမယ်ကွယ်ကွယ်အချိန်တွေရွေးပြီးသွားလို့ချစ်သက်ထားနဲ့ဝေးရမယ်လေကွယ်အလှကိုမှန်တင်းရင်ဖြင့်တကယ်ဘဝရင်ချာမှာကိုဆိုတယ်ဟောချစ်ရကြက်ရသူလာမင်းသားတို့ဘိုင်းရင်ညမယ်ကွယ်အစိုးတန်းတင်ခေတ်ကာလမှာချစ်လာကြတဲ့သူတွေလိုကွယ်သုံးနှစ်သုံးဖို့များတောင်စောင့်သားပါလားသူကဆိုတယ်ခုခေတ်ခုတွင်မှာအချစ်ရဲ့ချစ်ရာရှင်မဆန်တော့ဘူးတကယ်မြစ်တာသာပဒါနမို့ချစ်တာကိုတာရကပြခြင်းနဲ့အစိုးတန်းတင်ခေတ်ကာလမှာချစ်လာကြတဲ့သူတွေလိုကွယ်သုံးနှစ်သုံးဖို့များတောင်စောင့်သားပါလားသူကဆိုတယ်ခုခေတ်ခုတွင်မှာချစ်ရဲ့ချစ်ရာရှင်မဆန်တော့ဘူးတကယ်မြစ်တာသာပဒါနမို့ချစ်တာကိုတာရကပြခြင်းနဲ့မင်းကိုချစ်တဲ့မိမချောရဲ့အိမ်ကိုလာပြောမယ်အိမ်လေးကြီးတကွဲလာနဲ့အသက်ရအောင်မလုံနဲ့ကွယ်ချစ်ရသူဝေးလေမင်းကိုချစ်တဲ့မိမချောရဲ့အိမ်ကိုလာပြောမယ်အိမ်လေးကြီးတကွဲလာနဲ့အသက်ရအောင်မလုံနဲ့ကွယ်ချစ်ရသူဝေးလေဒီတနွေပြီးလာခေါ်ရမယ်အိမ်လေးကြီးတစ်ပတ်လျှော့ထားပါကွယ်တယောက်ချောင်းကိုများတယောက်ပြီလို့သာရဲ့ငယ်ပေါင်းကြီးပဲပြောမနာဆိုမနာဒီရတဲ့နေဒီတဲ့တောက်တဲ့မောင်ကျင်လူသက်ထားရဲ့အဝေးရောက်တဲ့ချစ်သူကိုမချစ်မိခဲ့တဲ့ရေကိုလွှမ်းရမဲမထင်လိုက်ပါနဲ့ကွယ်ရတဲ့ဘွားစရာရှာကတွေးလို့စိတ်အတွေးမပန်းစေခြင်းနဲ့စိတ်ရေးရစေခြင်းပါလေတယောက်ချောင်းလူများတယောက်သိလို့သာရဲ့ငယ်ပေါင်းကြီးပဲပြောမနာဆိုမနာဒီရတဲ့နေဒီတဲ့လောက်တဲ့မောင်ကျင်လူသက်ထားရဲ့အဝေးရောက်တဲ့ချစ်သူကိုမချစ်မိခဲ့တဲ့ရေလွှမ်းရမဲမထင်လိုက်ပါနဲ့ကွယ်ရတဲ့ဘွားစရာရှာကတွေးလို့စိတ်အတွေးမပန်းစေခြင်းနဲ့စိတ်ရေးကြစေခြင်းပါလေဆင်းရဲတဲ့ဆိုတာဂုံငယ်စရာမဟုတ်သလိုချမ်းသာတာဂုံယူစရာမဟုတ်တယ်ယူသားမှုနဲ့လေတော့မှပျော်မွေ့ခြင်းသာဂုံယူစရာပါကွယ်လေတော့လူမောက်ချီဦးကိုလူချ
ကြီးတွေသဘောမတူဘူးလို့တွေးမပူအားနဲ့ကွယ်အဖေစုလဲမင်းကိုချစ်မယ်အမေစုလဲမင်းကိုချစ်မယ်အဖေစုလဲမင်းကိုချစ်မယ်အမေစုလဲမင်းကိုချစ်မယ်စိတ်အတွေးမပန်းစေခြင်းနဲ့စိတ်အေးချမ်းစေခြင်းပါလေငယ်စရာမဟုတ်တယ်လို့ချမ်းသာတာကုန်ယူစရာမဟုတ်တယ်ယူသားမှုနဲ့လေတော့မှပျော်မွေ့ခြင်းသာကုန်ယူစရာပါကွယ်လေတော့သူမောင်းချင်ဘူးကိုလူကြီးတွေသဘောမတူဘူးလို့တွေးမပူပါနဲ့ကွယ်အဖေစုလဲမင်းကိုချစ်မယ်အမေစုလဲမင်းကိုချစ်မယ်အဖေစုလဲမင်းကိုချစ်မယ်မေစုလဲမင်းကိုချစ်မယ်စိတ်အတွေးမပန်းစေခြင်းလဲစိတ်အေးချမ်းစေခြင်းပါလေမိဘမောင်မွားများလဲတော့စပဲလာဘူးမောက်ချီဦးသူကိုွယ်ရွှေမျက်နှာငယ်ငယ်ဝိုင်းပေးကြမယ်လို့မထင်မိပါရဲ့သဘောယူတော်သူတောင်းတာမောက်မိဘများရဲ့ကချစ်သူဘဝဂုံရင်ကိုကြည်ယူမှာပါတကယ်ဝေးရမှာလည်းမစိုးနဲ့ကွယ်လွမ်းစိန်နဲ့လည်းမမုန်းနဲ့စိတ်အတွေးမပန်းစေခြင်းနဲ့စိတ်အေးချမ်းစေခြင်းပါလေမောက်ချီဦးသူကိုွယ်ရွှေမျက်နှာငယ်ငယ်ဝိုင်းပေးကြမယ်လို့မထင်မိပါရဲ့သဘောယူတော်သူတောင်းတာမောက်မိဘများရဲ့ကချစ်သူဝဂုံရင်ကိုကြည်ယူမှာပါတကယ်ဝေးရမှာလည်းမစိုးနဲ့ကွယ်လွမ်းစိန်နဲ့လည်းမမုန်းနဲ့စိတ်အတွေးမပန်းစေခြင်းနဲ့စိတ်အေးချမ်းစေခြင်းပါလေပမာတွေးရှုစပွဲပုံမြင်တစ်ခုကိုပြောမယ်လေကွယ်ရှင်မွေးလို့နဲ့မင်းနာနာကြောင်းမောင်ငယ်ပေါင်းနဲ့တည်မယ်ထင်တယ်အပြန်တရားမြစ်တာမဖြစ်တယ်အမှန်မှသစ္စာရှင်းတယ်အန္တရာယ်ခရီးရန်မကြောက်ရွံ့တဲ့ရင်ဆိုင်ရလို့ရဲ့မောင်တို့ဘဝနဲ့မောင်တို့ချစ်ခရီးရင်မြေကစီးတော်လဲကွယ်အဖြစ်ရှိကံညွန့်တွေမပြတ်တဲ့ချစ်သေးတဲ့ခွန်းချွေလေးကွယ်ချစ်တဲ့လူရဲ့အမေစုလဲမင်းကိုချစ်မယ်အဖေစုလဲမင်းကိုချစ်မယ်အမေစုလဲမင်းကိုချစ်မယ်အဖေစုလဲမင်းကိုချစ်မယ်စိတ်အတွေးမပန်းစေခြင်းနဲ့စိတ်အေးချမ်းစေခြင်းပါအစကိုမသိအဆုံးရဲ့မသေးကြဝေလာရောက်ချင်းမြင်တန်း၍ရက်ကံသွေမိသူပမာဘာမှမရတေချာတွေ့ဘဝကိုဖြေရှာမေးအလှပစိတ်လုံးပြုံးမရခဲ့ပါ
လောကသစ္စာအလှမှန်ကိုလည်းမကိုဝေသူပါဆွေမစုံပဲဖြေပုံခက်အောင်လွမ်းရသည့်အချစ်ကျိုးတွေလာတန်တမိအဖြစ်မျိုးရဲ့သာအတိတ်မှာဝေးစီကြောင်းကျိတ်မိတ်ဆူတောင်းဒီအခါချစ်သူဒီလဲချစ်သူလို့မရရမုံသူဒီလဲမုံသူလို့မသိကြချစ်သူဒီလဲချစ်သူလို့မရရမုံသူဒီလဲမုံသူလို့မသိကြဘာစုဘာမှတွေ့တော့မရဒီခါရှိကိုယ်သာတို့မြောက်ကိုပွေရှာဟိုကောင်းရင်ပြပြတိမ်လွာမိုးအမြင့်စိတ်ရဲ့စခန်းမှာတိမ်မြူနွယ်ကျိုးနေစိမ်ဝင်းကိုပန်းနေသည်ကလာဝဟုစီခရီးနေတော်လဲကိုဖြစ်ဆိုသည်သာဘယ်စီသွားရမလဲမသိကြဘသူပန်းမလဲမရတန်တမိအဖြစ်များအတိတ်မှာဝေးစီရောက်ကျိတ်မိတ်ဆူတောင်းဒီအခါကြောင်းဖွင့်ရင်စိတ်မှန်တွေလဲမြေမှာကျဲပြန့်နေကံငေါ်ပန်းတွေနဲ့တူသူနဲ့တွေ့ရမည်တက်ကသို့သို့မဟုတ်မြကျွန်းသာရင်ရကန်သည်မြေကြောင်းဖွင့်ရင်စိတ်မှန်တွေလဲမြေမှာကျဲပြန့်နေကံငေါ်ပန်းတွေနဲ့တူသူနဲ့တွေ့ရမည်တက်ကသို့သို့မဟုတ်မြကျွန်းသာရင်ရကန်သည်မြေချိန်ညနေကြနေကြီးဆိုင်ရင်လေမြေနီလန်းကလေးမှာပန်းဖြေအပန်းဖြေချစ်စရာလှပါစကားများပြောကြတာတွေချစ်တော်မိမိငယ်အင်းရကန်ကကိုရိုမြတ်တာမြေသို့သိဝဲကွယ်ထားတဲ့မြတ်တာတရားတွေရင်ထဲမှာကိုစီကိုငါနေချစ်စရာနှုတ်ခမ်းများမှစကားတွေမပွင့်လင်းကြပဲသဇင်တွေဖူးပါတဲ့ဆောင်းကိုလဲကြော်ခဲ့ပြီမေရာဒီရဲ့ပြောင်းမေမဲ့ကိုတို့နှုတ်ရဲ့မထူးတဲ့ချစ်စိတ်တွေရင်မှာအစင်သာသိမ့်ငါထားခဲ့ပြီနွေလေယူတွေလဲမြူရင်မေကံငေါ်တွေလဲဖူးလို့နေတိရွက်ကျွေမြေမာလူကအိုးငှက်တွေတွေ့တော့ချစ်ရတွေ့ရှိဒီခါဒီသမယခွဲကြရမယ်ချေအချိန်တန်အိမ်ပြန်ကြပြီမဲ့အကိုလိပ်ပြာကမင်းထမ်းမနေအင်းရာကိုလည်းမမေ့နိုင်မေ
နှမမူရကဲဖြူပြသေးရဲ့ကျင်လို့သူရှုမဲ့မောတရားစိတ်များဝေနှောင်းပြမောင်ဘူးမဖြေသာပဒုံရွှေကြနေမညို့သလိုလွမ်းပြန်ပွားစီရှာဆောင်းရွေညောင်းငါຫນွေကိုကုလာတန်ရင်မြေမှာကျွေလာရွက်ပြာကျဲဖြေပါဖြေရခဲခဲအသက်ကျွမ်းများတတဲ့ပြပူမိလောင်ကြီးရှာမိုးသူစားနဲ့တွေ့ရဌာနမြိုင်ရည်သည်တလျှောက်မှာရွက်ကြွေသည်ပတောက်ပင်အိုးအဝဲတကူတဲ့နွမ်းရှည်လဲလွမ်းမိွယ်မိုးသူစားတမိုးကုံသည်တဆောင်းရွေညောင်းငါຫນွေကိုကုလာတန်ရင်မြေမှာကျွေလာရွက်ပြာကျဲဖြေပါဖြေရခဲခဲအသက်ကျွမ်းများတတဲ့ပြပူမိလောင်ကြီးရှာမိုးသူစားနဲ့တွေ့ရဌာနမြိုင်ရည်သည်တလျှောက်မှာရွက်ကြွေသည်ပတောက်ပင်အိုးအဝဲတကူတဲ့နွမ်းဖြေလဲလွမ်းမိွယ်မို့သူသာ